မင်္ဂလာပါကျွန်တော်နာမည်ကတော့ King Red Hat ပါလွန်ခဲ့တဲ့နှစ်အနည်းငယ်ကကျွန်တော်ရဲ့မွေးစားအကူဆက်မကြုံခဲ့ရတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်ကျွန်တော်အမနဲ့ကျွန်တော်ကမွေးစားကေဟာမှာကြီးပြင်းခဲ့ရတာဖြစ်ပြီးဆက်မောင်ကတော့အမရဲ့မွေးစားအကူဖြစ်လို့ကျွန်တော်ကလည်းသူ့ကိုကိုယ့်အကူရင်းလိုပဲသဘောထားခဲ့တာပါဒီဖြစ်ရပ်ကလွန်ခဲ့တဲ့3နှစ်4နှစ်လောက်ကဖြစ်ခဲ့တာပါအဲ့ဒီတုန်းက Simon က8နှစ်9နှစ်အရွယ်ပဲရှိသေးပြီးကျွန်တော်ကတော့17နှစ်ပေါ့ဆင်မွန်ကတခါတလေပျော်ဖို့ကောင်းတဲ့လောက်တခါတလေကြတော့လဲနည်းနည်းတော့နားကြီးဖို့ကောင်းတာအဲ့ဒီနေ့ကအတူတူဆော့နေကြတာကတော့ကျွန်တော်အမ30ခန်းနာရဲ့မွေးစားအကူပဲရေပေါ့နေရာတော့ကနေဒါနိုင်ငံမန်နဒဘတ်ပြည်နယ်က York Landing ဆိုတဲ့မြို့လေးမှာပါကျွန်တော်တို့အားလုံးနေထိုင်တဲ့တီးတက်နယ်မြေလေးပေါ့ຫນွေဦးဒါမှမဟုတ်ຫນွေရာသီရဲ့ပိတ်ရညတညပေါ့ဗျာအချိန်ကတော့ည10နာရီဝန်းကျင်လောက်ရှိမယ်မိုးကလည်းရွာနေတယ်ကျွန်တော်တို့အုပ်စုလူလိုက်တန်းကစားနီးစောဖို့ဆုံးဖြတ်လိုက်ကြတယ်စစ်မန်ကိုလိုက်ရမဲ့သူကအဖြစ်ရွေးလိုက်ပြီးသူကကျွန်တော်တို့ကိုပုံဖို့အတွက်စက္ကန့်30အချိန်ပေးတယ်ကျွန်တော်တို့နေတဲ့နေရာရဲ့အိမ်နောက်ဖေးကတောအုပ်ကြီးတစ်ခုလုံးကိုစိတ်ကြိုက်ပုံလို့ရတာပေါ့ကျွန်တော်ကတော့စောက်လို့ရေးအတွက်ကြောက်ခဲတွေစုပုံထားတဲ့တဲကျင်းသားကိုဥတီပြီးပြေးခဲ့တယ်မိုးရွာထားတော့တဲတွေကရှုံးပွက်တွေဖြစ်နေတာပေါ့ကျွန်တော်နဲ့ခဲလန်နဲ့ကခြုံပုတ်တွေထဲမှာပုံနေလိုက်ကြတယ်ဆမ်မွန်ကကျွန်တော်တို့ကိုရှာဖို့အတွက်တဲကျင်းဘက်ကိုသွားတဲ့လမ်းကြောင်းအတိုင်းလိုက်လာခဲ့တယ်ပြီးတော့အိမ်တွေဘက်ကိုပြန်ပတ်တဲ့လမ်းကြားလေးတိုင်းကွေ့ဝင်လိုက်တာပေါ့အဲ့ဒီအချိန်မှာသူကကျွန်တော်နဲ့ခဲနဲ့အတူတူလမ်းလျှောက်နေတာကိုလှမ်းမြင်လိုက်ရတယ်လို့ထင်သွားတာသူကပြုံးလိုက်ပြီးအဲ့ဒီလူရိတ်နှစ်ခုနောက်ကိုတောက်လျှောက်လိုက်သွားတော့တာပဲတကယ်တော့ကျွန်တော်နဲ့အမကပုံနေကြတာကြပြီလေအဲ့ဒီအချိန်မှာပဲအဲ့ဒီလူရိတ်ထဲကတယောက်ကနောက်ကိုလှည့်ကြည့်လိုက်တော့ဆမ်မွန်ကလမ်းပြီးမြေကြီးပေါ်ဝှက်ချလိုက်တယ်ပြီးတော့အဲ့ဒီလူရိတ်တွေကတော်လန်လေးတွေကိုချက်ချင်းကွေ့ဝင်သွားကြတာပဲအဲ့ဒီနေရာကနေသူ့နာမည်ကိုတယောက်ယောက်ကလှမ်းခေါ်နေတယ်လို့စမှတ်ကြားလိုက်ရတယ်သူတုံးလို့သွားပြီးနောက်ကိုဖြည်းဖြည်းချင်းပြန်ပြေးပါတော့တဲ့သူမိဘတွေစီရောက်တဲ့အခါသူကြုံခဲ့ရတာတွေကိုပြောပြပေးမယ်သူ့ကိုဘယ်သူမှမယုံခဲ့ကြပါဘူးအကြောင်းကတော့သူလိုက်သွားခဲ့လူနှစ်ယောက်ဟာသူ့ကိုလှည့်ကြည့်လိုက်တာနဲ့တပြိုင်နက်ကြောက်မက်ဖွယ်ကောင်းတဲ့အယိုးစုကြီးတွေဖြစ်ပြောင်းလဲသွားခဲ့လို့ပါပဲ